တရနေ့အစာပြုခြင်းကဘာဦးကျမ်းခန်းကြီး1အခန်းငယ်1မှနေကဘာဦးကျမ်းခန်းကြီး26အခန်းငယ်9အထိဟေရှာယအနာဂတိကျမ်းအခန်းကြီး52အခန်းငယ်9မှစပြီးဟေရှာယအနာဂတိကျမ်းအခန်းကြီး53အခန်းငယ်7အထိလောကကြီးမှာစန့်ကျင်ဘက်တရားများဟာတွင်တွဲနေကြောင်းထင်ရှားနေပါတယ်။ဥပမာအဖြူရှိရင်စန့်ကျင်ဘက်အမဲဆိုတာရှိပါတယ်။မင်္ဂလာရှိပါကလည်းစန့်ကျင်ဘက်အမင်္ဂလာဆိုတာရှိနေပြန်ပါတယ်။ဒါဆိုရင်မိတ်ဆွေသင်္ခါရဆိုတာရှိရင်၎င်းရဲ့စန့်ကျင်ဘက်ထာဝရဆိုတာလည်းရှိရပြီလို့ပေါ့။ဘုရားဟာဖန်ဆင်းရှင်သခင်ဖြစ်ပါတယ်။တရားသခင်သည်အလွန်ကြီးမြတ်တော်မူပြီးတကိုးတော်သည်ခတ်သိမ်းသောအရာများထက်ကြီးမြတ်ပါသည်။ဘုရားသခင်သည်မိုးကောင်းကင်ကဘာကြီးနှင့်ကဘာလောကထဲ၌ရှိသမျှကိုဖန်ဆင်းတော်မူခဲ့ပြီးဖန်ဆင်းခြင်းလက်ရအလုံးစုံကိုကြည်သောအခါဥဆန်းအောဘွယ်ကောင်းလှပါသည်ဖန်ဆင်းတော်မူသမျှအရာအလုံးသည်ကောင်းမြတ်ပါသည်ကိုယ်တော်၏ကြီးမြတ်တော်မူခြင်းကောင်းမြတ်တော်မူခြင်းနှင့်တကိုးတော်ကိုဖော်ကျူးနေကြပါသည်ဘုရားသခင်သည်အပင်အမျိုးမျိုးနှင့်တိရစ္ဆာန်အမျိုးမျိုးကိုဖန်ဆင်းတော်မူခဲ့ပါသည်ထို့နောက်ဘုရားသခင်သည်မြေမှုန့်ကိုယူ၍ပထမဦးဆုံးသောလူသားကိုပုံသွင်းပြုပြင်တော်မူ၏သူ၏နှာခေါင်းထဲသို့ဇီဝအသက်ကိုမှုတ်သွင်းတော်မူ၍ထိုလူသားသည်အသက်ရှင်ခြင်းသို့ရောက်လေ၏ဤပထမဦးဆုံးလူယောက်ျား၏အမည်မှာအာဒံဖြစ်သည်ထို့နောက်ဘုရားသခင်သည်အာဒံအတွက်ဇနီးသည်နှင့်အထောက်အမဖြစ်စေရန်အာဒံ၏နံရိုးကိုယူ၍လူမိန်းမကိုဖန်ဆင်းတော်မူ၏သူမ၏အမည်ကအေဝဖြစ်သည်ဘုရားသခင်သည်လူယောက်ျားနှင့်လူမိန်းမအားသူနှင့်ယဉ်ဤစွာမိတ္တာဟယပြုနိုင်ရန်သူ၏တဒံတော်နှင့်အညီဖန်ဆင်းတော်မူခဲ့သည်လူယောက်ျားနှင့်လူမိန်းမသည်၎င်းတို့အတွက်ပြင်ဆင်ထားသောဧဒင်ဟုအမည်ရသည့်လှပသည့်ဥယျာဉ်ကြီးထဲ၌ဘုရားသခင်နှင့်အတူပျော်ရွှင်စွာနေထိုင်ခဲ့ကြသည်ကိုယ်နေရာ၌ဆင်းရဲဒုက္ခလည်းမရှိသေခြင်းတရားလည်းမရှိပေဘုရားသခင်ကအာဒံအားသင်သည်အပင်တစ်ပင်၏အသီးမှလွဲ၍အပင်အားလုံး၏အသီးကိုစားနိုင်သည်ထိုပင်မှအသီးကိုစားလျှင်မူးချသေရမည်ဟုပြောခဲ့သည်သို့တော်တနေ့သောအခါနတ်ဆိုးများ၏သခင်ဖြစ်သောစာရမဏတ်သည်ဧဝကိုသွေးဆောင်ဖျားယောင်းခဲ့သည်သူမသည်အသီးကိုယူပြီးအနှဲငယ်ကိုက်စားလိုက်သည်သူမ၏ခင်မွန်းသည်လည်းထိုအသီးကိုစားခဲ့သည်ဤသို့ပြုခြင်းမှာစာတန်ကိုပို၍ယုံသောကြောင့်ဖြစ်သည်ထိုချိန်မှစ၍ဘုရားသခင်နှင့်ဆက်သွယ်မှုပျက်စီးသွား၏အကြောင်းမှာဘုရားသခင်သည်တန်ရှင်းပြီးပြစ်သားများသည်ရှေ့တော်၌အသက်မရှင်နိုင်၍ဖြစ်သည်ထိုကြောင့်ဘုရားသခင်သည်အာဒံနှင့်ဧဝအားဧဒင်ဥယျာဉ်မှနှင်ထုတ်ခဲ့သည်၎င်းတို့သည်မနာခံခြင်းကြောင့်ကြီးစွာသောရှက်ကြောက်ခြင်းကိုခံစားခဲ့ရပြီးအကျိုးဆက်အနေနဲ့အာဒံဧဝနှင့်၎င်းတို့ရဲ့မျိုးနွယ်အားလုံးဟာနာကျင်မှုနှင့်တည်ခြင်းတရားကိုခံစားခဲ့ကြရပါသည်တို့ရတွင်ဘုရားသခင်သည်ဂိယူနာတော်အလွန်ကြီးပြီးလူသားများကိုကြီးစွာသောမေတ္တာနှင့်ဆက်လက်ချစ်နေစေဖြစ်သည်လူသားများသူစီပြန်လာဖို့နှင့်မိတ္တာရဖွဲ့ဖို့အတွက်နီလန်းကိုပြင်ဆင်ထားပြီးဖြစ်သည်ဘုရားသခင်ကလူသားတွေခံရမယ့်ပြစ်စီရင်ခြင်းမှကယ်တင်ရန်လူသားတွေခံစားနေရတဲ့အပြစ်နှင့်ရှက်ကြောက်ခြင်းဝေဒနာကိုဖယ်ရှားပေးရန်နဲ့သူနဲ့အတူမိတ္တာဖွဲ့မှုကိုပြန်လည်တည်ဆောက်နိုင်ရန်အစရှိတဲ့သူ့ရဲ့အကြံစီတော်ကိုတမန်ကျမ်းစာထဲမှာဖော်ပြထားပါတယ်ဘုရားသခင်ကသူ့ရဲ့အကြံစီတော်တစ်စိတ်တစ်ပိုင်းကိုပရောဖက်အာဗြဟံအားဖော်ပြခဲ့ပါတယ်အာဗြဟံသည်ဘုရားသခင်အားယုံကြည်ပြီးယိုသေလေးမြတ်ခဲ့သည်ဘုရားသခင်သည်အာဗြဟံအားကောင်းကြီးပေးရန်နှင့်သူအားဖြင့်လူမျိုးတကာတို့အားကောင်းကြီးပေးမည်ဟုဂတိတော်ပေးခဲ့သည်ဘုရားသခင်သည်အာဗြဟံမျိုးနွယ်အားသမုဒ္ဒရာသဲလုံးနှင့်မျှမကမိုးကောင်းကင်ရှိကျဲများအရေးအတွက်မကတိုးပွားများပြားစေမည်ဟုဂတိပေးခဲ့သည်အာဗြဟံသည်ဘုရားသခင်အားယုံကြည်ခဲ့သည်ထိုယုံကြည်ခြင်းကြောင့်ပင်ဘုရားသခင်ကသူ့အားဖြောင့်မတ်သူအဖြစ်သတ်မှတ်ခဲ့သည်သူ၏မိတ်ဆွေအဖြစ်လည်းသိမှတ်ပြုခဲ့သည်ဒီနေ့တွင်ဘုရားသခင်ကအာဗြဟံသည်သူ့အားယုံကြည်ခြင်းရှိမရှိနာခံခြင်းရှိမရှိသိရန်စမ်းသပ်ခဲ့သည်ဘုရားသခင်ကအာဗြဟံအားသူ၏သားကိုရစ်ပူဇော်ရန်တောင်းဆိုခဲ့သည်အာဗြဟံသည်မျိုးနွယ်ကိုများပြားစေမည်ဟုသောဘုရားသခင်၏ဂတိတော်သည်ဤတူးတီးသောသားအဖင်သာပြည့်စုံနိုင်ကြောင်းသိရှိနားလည်ထားသည်တို့ရတွင်သူသည်ဘုရားသခင်အားယုံကြည်ကိုးစားပြီးနာခံခဲ့သည်ထို့ကြောင့်အာဗြဟံသည်သူ၏သားအားဘုရားသခင်ထံရစ်ပူဇော်ရန်ပြင်ဆင်ခဲ့သည်အာဗြဟံသည်သူ၏ဓာတ်ကိုကိုက်နှောက်လိုက်သည်တို့ရတွင်ဘုရားသခင်ကအာဗြဟံသင်၏သားကိုမထိခိုက်စေနှင့်သင်သည်ငါ့ကိုကြောက်ရွံ့ကြောင်းနှင့်ငါစကားကိုနာခံရန်အသင့်ရှိကြောင်းကိုငါသိပြီအာဗြဟံသည်အနီးတွင်တိုးထီးတစ်ကောင်ကိုတွေ့ရှိခဲ့သည်ယင်းတိုးထီးဦးဂျိုသည်
ထုံနိုင်ညိနေသည်ထိုအခါအာဗြဟံသည်ဘုရားသခင်ပြင်ဆင်ပေးထားသောသိုးထီးကိုယူ၍၎င်း၏သားအစာရစ်ပူဇော်လေသည်ဘုရားသခင်ကအာဗြဟံ၏သားအစာရစ်ကောင်အဖြစ်သိုးထီးတစ်ကောင်ကိုပြင်ဆင်ထားပေးခြင်းအပြင်သူ၏လူများပေါ်တွင်ထားသောမေတ္တာကိုအာဗြဟံအားပြသခဲ့သည်ဘုရားသခင်ချစ်ချင်းမေတ္တာသည်သားများပေါ်ထားရှိသောဖခင်ကောင်းတူ၏မေတ္တာနှင့်တူသည်ဤဖြစ်ဖြစ်အားဖြင့်ဘုရားသခင်သည်လူသားများအစာရစ်ကောင်ဖြစ်အသေးခံပေးမိသူတူကိုပြင်ဆင်ထားသည့်အကြံစီရှိကြောင်းဖွင့်ပြခဲ့သည်လွန်ခဲ့သောနှစ်ပေါင်းများစွာကဘုရားသခင်သည်ပရောဖက်များအားအာရံမျိုးနွယ်များ၏အပြစ်နှင့်ရှက်ကြောက်မှုများပယ်ရှားပြည့်ရန်၎င်းတို့အစာသေးခံမိအပြစ်ကင်းသည့်ပုဂ္ဂိုလ်တူကိုဆေလွတ်မည်ဖြစ်ကြောင်းဖွင့်ပြခဲ့သည်ဤကဲ့သို့ကြီးကျယ်မြင့်မြတ်သောရစ်ပူဇော်ခြင်းအပြင်ထိုသူသည်ဘုရားသခင်အားယုံကြည်သောသူများကောင်းကင်နိုင်ငံတော်၌ဘုရားသခင်နှင့်တဖန်ထာဝရမိသားဖွဲ့နိုင်ရန်လမ်းဖွင့်ပေးခဲ့သည်ပရောဖက်များကဤအသေးခံမိသူအားမေရှိယဟုခေါ်ဝေါ်ခဲ့သည်ဘုရားသခင်သည်လူများအားကယ်တင်ရန်နှင့်လူများအားဘုရားသခင်၏နာမတော်အားဖြင့်ထာဝရအုပ်စိုးရန်ကယ်တင်ရှင်မေရှိယကိုဆေလွတ်မည်ဖြစ်ကြောင်းပရောဖက်များကပြောကြားခဲ့သည်ထိုသူကြွမလာမီနှစ်ပေါင်းများစွာကပရောဖက်များအားမေရှိယပြုမိအရာများနှင့်သူ၌ဖြစ်မိအရာများကိုဖွင့်ပြခဲ့သည်ပရောဖက်ဒါဝိဒ်ကဘုရားသခင်သည်ထိုကယ်တင်ရှင်အားသင်သည်ငါသားဖြစ်၏ဟုကြေညာလိမ့်မည်ဖြစ်ကြောင်းပြောခဲ့သည်ပရောဖက်များကဘုရားသခင်၏သားတော်ဟူသောနာမကိုဘုရားသခင်နှင့်မေရှိယတို့၏ယင်းဤသောဆက်သွယ်မှုကိုဖော်ပြရန်အသုံးပြုသည်ကမ္ဘာပေါ်ရှိလူအလုံး၏ကယ်တင်ရှင်နှင့်ဘုရင်အဖြစ်ဖော်ပြရန်အသုံးပြုကြသည်ပရောဖက်ဟေရှာယကမူပြိုကညာသည်ပရိသေတွေ၍တားယောက်ျားကိုဖွားမြင်လိမ့်မည်သူမ၏သားကိုအေမာနွေလဟူ၍ခေါ်ရမည်အဓိပ္ပာယ်မှာကျွန်ုပ်တို့နှင့်အတူရှိသောဘုရားသခင်ဖြစ်သည်ပရောဖက်များကထပ်၍မေရှိယသည်ဗက်လင်မြို့၌ဖွားတော်မူခြင်းခံရမည်ဟုရေးသားခဲ့ကြသည်ထို့အပြင်ထိုသူသည်ရှင်ဘုရင်ဖြစ်ယေရုရှလင်မြို့ထဲသို့မြဲကိုစီးကာဝင်မည်ဖြစ်ကြောင်းနှင့်ထိုသူ၏ယင်းဤသောမိတ်ဆွေတို့ကငွေအသက်ပြား30ဖြင့်သူအားတစ္ဆာဖောက်မည်ဖြစ်ကြောင်းရေးသားခဲ့ကြသည်ပရောဖက်များကမေရှိယသည်သူ၏အသက်ကိုသေခံမည်ဖြစ်ကြောင်းတို့ရတွင်ဘုရားသခင်သည်3ရက်မြောက်သောနေ့တွင်သူ့ကိုပြန်၍ထမြောက်စေမည်ဖြစ်ကြောင်းပြောကြားခဲ့သည်ပရောဖက်များကကယ်တင်ရှင်မေရှိယသည်လူသားတဦးအနေဖြင့်ကြွလာမည်ဖြစ်ပြီးထိုသူသည်ဘုရားသခင်ရှေ့မှောက်သို့ဝင်ရောက်မည်ဖြစ်ကြောင်းဘုရားသခင်ကလည်းထိုသူအားတိုင်းနိုင်ငံအလုံးကိုထာဝရအုပ်စိုးရသောအခွင့်ပေးမည်ဖြစ်ကြောင်းပြောကြားခဲ့ကြသည်လွန်ခဲ့သောနှစ်ပေါင်း2000ကသခင်ယေရှုဟုအမည်တွင်သူတူသည်ဤကမ္ဘာလောကကြီးတွင်အသက်ရှင်နေထိုင်ခဲ့သည်သခင်ယေရှု၏အသက်တာသည်မေရှိယနှင့်ပတ်သက်သောပရောဖက်ပြုချက်များကိုပြည့်စုံစေပါသလားဤရုပ်ရှင်၌သခင်ယေရှုမည်သူဖြစ်ကြောင်းနှင့်တမန်ကျမ်းစာထဲတွင်ဖော်ပြထားသည့်အတိုင်းသခင်ယေရှုမိန့်တော်မူသည့်စကားများနှင့်သခင်ယေရှုပြုတော်မူသောအမှုများကိုဖော်ပြထားပါသည်ဤရုပ်ရှင်၌ခေါင်းဆောင်မင်းသားသည်သခင်ယေရှုနေရာ၌တည်ဥဆောင်ထားသည်အမှန်တကယ်အားဖြင့်သခင်ယေရှုနေရာ၌တည်ဥဆောင်ရန်ထိုက်တန်သောသူတယောက်မျှမရှိတော့လဲသခင်ယေရှုသက်တာနှင့်ပတ်သက်၍လူများပုံမလေ့လာနိုင်ရန်နှင့်ပုံမသိရှိနားလည်နိုင်ရန်ထို့အပြင်ဘုရားသခင်ဂရုပြုတော်မူခဲ့သည့်ကောင်းကြီးမင်္ဂလာများကိုခံစားနိုင်ရန်ဤရုပ်ရှင်ကိုရိုက်ကူးခဲ့ခြင်းဖြစ်ပါသည်နံပါတ်1ဘုရားသခင်သည်အစကနဦးတွင်လူသားများနှင့်မိတို့ဆင့်နွယ်ခဲ့ပါသည်နံပါတ်2ဘုရားသခင်ကသူနှင့်စကားပြောတဲ့အခါအာဗြဟံသည်ဘယ်လိုတုံ့ပြန်ခဲ့ပါသနည်းနံပါတ်3ကျွန်တော်မိတို့တုံ့ပြန်မလဲ